အရင်ကဗီဒီယိုကကျွန်တော် present simple ကို positive negative question ဆိုပြီးတင်ထားပေးခဲ့တာရှိပါတယ်အခုတစ်ခေါက်မှာတော့ပြီးခဲ့တဲ့အသစ်ကိုကပြန်ပြောခြင်းတဲ့အခါပဲဖြစ်ဖြစ်ပြန်ရေးခြင်းတဲ့အခါပဲဖြစ်ဖြစ်၃ပိုင်းနဲ့ပြောပြပေးပါမယ်နံပါတ်1ရိုးရိုးအသိဝါကျနံပါတ်2အငင်းဝါကျပြီးတော့နံပါတ်3မေခွန်းဝါကျဆိုပြီး၃ပိုင်းနဲ့ပြောပြပေးပါမယ်နံပါတ်2ရိုးရိုးအသိဝါကျ past positive simple ဒီစာကြောင်းကိုရေးတော့မယ်ဆိုရင်အရင်ဆုံးတည်ထားရမယ့်အရာက verb 2ပါဒီ verb 2တွေကိုတီးမှအသိစာကြောင်းကိုရေးလို့ရမှာပါအင်္ဂလိပ်စာကြောင်းတွေကမြန်မာလိုမဟုတ်ပါဘူးသူတို့က verb မှာ verb 0 verb 1 verb 2 verb 3 verb 4ဆိုပြီးတော့ရှိပါတယ် verb 2တွေကိုမတီးဘဲနဲ့အသိစာကြောင်းတွေကိုတည်ဆောက်လို့ရမှာမဟုတ်ပါဘူးအဲဒါကြောင့် verb 2တွေကိုအနည်းငယ်ပြောပြပေးပါမယ်ဒါတွေက verb 2တွေပါwent went သွားခဲ့တယ် played played စားခဲ့တယ် ate ate စားခဲ့တယ် bought bought ဝယ်ခဲ့တယ် drink drank တောက်ခဲ့တယ် slept slept အိပ်ခဲ့တယ် verb 2တော်များများက verb 1ကို ed ပေါင်းလိုက်ရင် verb 2ဖြစ်သွားပါပြီဒါပေမဲ့တချို့သော verb 2တွေကအဲ့ဒီလိုမဟုတ်ပါဘူးဥပမာplay play ကစားတယ် played played ကစားခဲ့တယ်ဒါတွေက ed ပေါင်းလိုက်ရင် verb 2ဖြစ်သွားပါပြီနောက်တစ်ခုကတော့ go ကိုသွားတယ် verb 2ကိုရေးချင်တဲ့အခါမှာ goed လို့မရေးရတော့ပဲ went went သွားခဲ့တယ်ဆိုပြီးပြောင်းလဲသွားပါတယ်ဒီ verb တွေကတော့ကိုလေ့လာပြီးကြက်မှရပါမယ်ဒီရိုးရိုးအသိဝါကျ past positive simple ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ဥပမာမနေ့ကငါဘောလုံးကန်ခဲ့တယ် I played football yesterday အရင်နေ့ကငါသူမစီသွားခဲ့တယ် I went to her last year ဒီအသိစာကြောင်းကိုရေးချင်တဲ့အခါမှာ verb တွေကိုဘယ် verb တွေက ed ထည့်ရမှာဘယ် verb ကမထည့်ရတာလဲဆိုတာကိုကွဲပြားသိနေဖို့တော့လိုပါတယ်ဒီလောက်ဆိုရိုးရိုးအသိဝါကျခေါ် past positive simple ကိုနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကတော့ past negative simple ရိုးရိုးအငင်းအသိဝါကျပဲဖြစ်ပါတယ်ဒီအငင်းဝါကျမှာရေးတော့မယ်ဆိုရင်တည်ထားရမယ့်စကားလုံးကတော့ did not ဒါမှမဟုတ် didn't ပေါ့နော်ဒီအငင်းစကားလုံးတွေကိုတီမှအသိစာကြောင်းတွေကိုအငင်းဝါကျဖြစ်ရေးလို့ရမှာပါ past negative simpleဒီအသေးအငင်းစလုံးကဒီ did not ဒါမှမဟုတ် didn't ဒီတစ်လုံးပဲရှိပါတယ် present negative simple ရိုးရိုးပြစ္ဆုတ်ပံအငင်းဝါကျမှာတော့ I you we they မှာ do not ဒါမှမဟုတ် don't ကိုအသုံးပြုခဲ့ရပြီး he she it မှာတော့ does not ဒါမှမဟုတ် doesn't ကိုအသုံးပြုခဲ့ရပါတယ်ဒါပေမဲ့အသေးအငင်းဝါကျမှာကတော့ဒီ did not ဒါမှမဟုတ် didn't တစ်လုံးတည်းပဲအသုံးပြုသွားရပါမယ် I we you they he she it အကုန်လုံးကဒီ did not ဒါမှမဟုတ် didn't ဒီတစ်လုံးတည်းပဲအသုံးပြုသွားရမှာပါဒါကိုဒီချာမှတ်ထားကြပါဒီနေရာမှာပြောစရာတစ်ခုရှိပါတယ်ဒီ past negative simple နဲ့ question အသေးအငင်းဝါကျနဲ့မေးခွန်းဝါကျမှာ verb မှာ verb 2နဲ့တွဲရေးလို့မရပါဘူးအငင်းဝါကျနဲ့မေးခွန်းမှာ verb 1နဲ့ပဲအသုံးပြုသွားရမှာပါဥပမာနဲ့ပြောပြပေးပါမယ်မနေ့ကသူမသွားခဲ့ဘူး he did not ဒါမှမဟုတ် didn't go yesterday ဒါကအမှန်ပါ he did not ဒါမှမဟုတ် didn't went yesterday အဲ့ဒီလိုတော့တွားရေးလို့မရပါဘူးဥပမာနောက်တစ်ခုပြောပြပေးပါမယ်ဒီမနေ့ကငါမနေ့စာမစားခဲ့ဘူး I did not ဒါမှမဟုတ် didn't eat breakfast this morning ဒါကအမှန်ပါ I did not ဒါမှမဟုတ် didn't eat breakfast this morningအဲ့ဒီလိုတော့တွားရေးလို့မရပါဘူးဒီလောက်ဆိုရင်တော့ past negative simple ရိုးရိုးအသေးအငင်းဝါကျမှာနားလေကြားလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကတော့ past simple question ရိုးရိုးအသေးရဲ့မေးခွန်းပဲဖြစ်ပါတယ်မေးခွန်းမှာလည်းနှမျိုးရှိပါတယ်ပထမတစ်မျိုးကတော့ past simple positive question နောက်တစ်ခုကတော့ past simple negative question ဆိုပြီးနှမျိုးရှိတာဖြစ်ပါတယ် past simple positive question ဆိုတာမြန်မာလိုမေးရင်မင်းတွားခဲ့လားမင်းစားခဲ့လားမင်းလုပ်ခဲ့လား
ဒါတွေက past simple positive question တွေပါ past simple negative question ဆိုတာအငင်းမေးခွန်းပါမြန်မာလိုမင်းမသွားခဲ့ဘူးလားမင်းမစားခဲ့ဘူးလားမင်းမလုပ်ခဲ့ဘူးလားစားတဲ့ဟာတွေပါဒါကတော့နားလည်လွယ်အောင်မြန်မာလိုရှင်းပြပေးတာပဲဖြစ်ပါတယ်ဒီမေးခွန်းဝါကြနှစ်ခုကိုရေးတော့မယ်ဆိုရင်အရင်ဆုံးတည်ထားရမယ့်ဇာတ်လုံးကတော့တင်းနဲ့ဒီနှလုံးပါဒီကတော့ past simple ရဲ့ positive အတွက်မေးခွန်းဖြစ်ပြီးဒီတန်ကတော့ past simple ရဲ့ negative အတွက်မေးခွန်းပဲဖြစ်ပါတယ်ဥပမာစာကြောင်းနဲ့ပြောပြပေးပါမယ် past simple positive question မနေ့ကမင်းဘလုံးကန်ခဲ့လား Did you play football yesterday past simple negative question မနေ့ကမင်းဘလုံးမကန်ဘူးလား Didn't you play football yesterday past simple positive question နဲ့ past simple negative question မှာလည်းနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်